အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့တင်ဆက်ပေးမှာကတော့မနေ့ကထုတ်သက်ခဲ့တဲ့ UFC Fight Night ရဲ့ပွဲစဉ်မှာဘီလာမိုဟမက်တယောက်အရှုံးနဲ့ထပ်မံကြုံတွေ့ခဲ့ပါတယ်ပြီးခဲ့တဲ့ဒီ UFC Fight Night ရဲ့ main event အနေနဲ့ Welter Heavyweight 10ရဲ့ champion ဖြစ်တဲ့ဘီလာမိုဟာမက်နဲ့လူငယ်တက်သစ် fighter ဂါဘီယယ်ပွန်ဖင်တို့ထိုးသက်ခဲ့ပါတယ်ဒီပွဲမှာဘီလာမိုဟာမက်တယောက်ကတော့ဒိုင်နီအားလုံးရဲ့မှတ်ပေးဆုံးဖြတ်ချက်နဲ့ unanimous decision နဲ့ရှုံးနေခဲ့ပါတယ်ဘီလာမိုဟာမက်အနေနဲ့တော့အသက်39အရွယ်ရှိပြီဖြစ်ပြီးတော့အသက်အရွယ်ကစကားပြောလာတယ်ဖြစ်နိုင်ပါတယ်သူဟာဒီပွဲပါဝင်ဆိုလို့ရှိရင်လီယွန်အက်ဒဝက်ကိုအနိုင်ယူပြီး champion ဖြစ်ပြီးတဲ့နောက်မှာ၃ပွဲဆက်တိုက်အရှုံးနဲ့ရင်ဆိုင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်ဘီလာမိုဟာမက်ကစားရဟန်ကတော့နဘန်အသားပြုပြီးတော့အဓိက ground game ကိုအသားပြုတဲ့ဒီနဘန် fighter မျိုးဖြစ်ပါတယ်ဒါကြောင့်မို့လို့ပြီးခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူကပြန်ဘက်ကိုတိတ်တောင်းယူတယ်ပြီးလို့ရှိရင် ground control တိုင်းတွေအကြိုက်ယူထားတယ်အဲ့ကနေပြီးတော့ ground နဲ့ပေါင်တွေပေးပြီးတော့ decision နဲ့အနိုင်ရရှိတာများပါတယ် UFC လိုမျိုးတိတ်ကျဲ promotion မှာပိတ်သက်တွေအများစုကတော့ဒီ fighter တွေအနေနဲ့တယောက်နဲ့တယောက်ရှင်ထိုးပြီး strike ပိုင်းအပ်ပြုပြီးတော့ထိုးသက်ကြတာသိထွက်တန်ယူဖြစ်ကြတာဒီလိုမျိုးပြိုင်ပွဲတွေကိုသူတို့ကအလိုရှိပါတယ် MMA ပြိုင်ပွဲဖြစ်တော်ညာလဲတချို့ပိတ်သက်တွေကတော့နဘန်အသားပြုတ်ပြီးကစားတဲ့ fighter တွေကိုမကြိုက်ပါဘူးဒါကြောင့်မလို့လဲဘီလာမိုဟာမက်တယောက်ကပြီးခဲ့တဲ့ဒီ Jet Della Maddalena နဲ့ပထမဆုံးချန်ပီယံကပွဲမှာဆိုလို့ရှိရင်တိတ်တောင်းတက်ဖက်တွေကိုမသုံးဘဲနဲ့ Jet Della Maddalena လိုမျိုးkickboxing fighter ကိုတွားပြီးတော့ရှင်ထိုးခဲ့တာပါအဲဒါကြောင့်မလို့လဲတကယ်ကိုစုပ်ပြက်ကွက်ပြဲနေပြီးတော့အဲပွဲကရှုံးတာအဲ့တော့မှာတော့အီရန်ကေနဲ့ထိုးသက်ခဲ့ပြီးတော့ဒီပွဲမှာလည်းဘီလာမိုဟာမက်ကသူတိတ်တောင်းနေတော့တွားယူခဲ့တယ်ဒါပေမဲ့အီရန်ကေရဲ့တိတ်တောင်းတစ်ဖက်နေကြောင်းမလို့တော့အလုံးမဖြစ်ခဲ့ဘူးဒါကြောင့်အဲ့ပွဲလည်းရှုံးခဲ့တယ်အခုလည်းဂါဘီယယ်ပွန်ဖင်နဲ့ပွဲမှာဆိုလို့ရှိရင်လည်းဂါဘီယယ်ပွန်ဖင်ဆိုတာအသက်28နှစ်ပဲရှိပါသေးတယ်လူငယ် fighter ပါပြီးတော့ပွဲတွင်းမှာဆိုလို့ရှိရင်လည်းအလုံးထဲကဘီလာမိုဟာတက်တဲ့ကြီးနေတယ်လို့ခံစားနေရပါတယ်အဲဒါကြောင့်မလို့ဒီလိုမျိုးဒီ striker မဲ့အပြူတဲ့ fighter နဲ့တွားတွေ့တဲ့အချိန်မှာဘီလာမိုဟာမက်ကသူ့ရဲ့ ground game တွေကိုတော့အများကြီးထိုးသွင်းတာမတွေ့ရဘူးပထမရှိနဲ့ဒုတိယအချီမှာဆိုလုံးလုံးတိတ်တောင်းတော့မယူဘူးတတိယအချီရောက်မှစပြီးတော့တိတ်တောင်းယူတယ်ဒါပေမဲ့ Gabriel Bonfim ရဲ့တိတ်တောင်း skill တွေနောက် cap kick တွေကဒါအလုပ်ဖြစ်ခဲ့ပြီးတော့ဒီမူလာမိုဟာမက်ကတယောက်တော်တော်လေးကိုခံလိုက်ရတယ်ပွဲပြီးသွားတဲ့အချိန်မှာတော့ပြိတ်တဲ့ပွဲကောင်းတစ်ခုတော့ဖြစ်ခဲ့ပါတယ်တတိယအချီမှာဆိုလို့ရှိရင်လည်းGabriel Bonfim ရဲ့ထိုးလိုက်တဲ့ဒီ red cross တစ်လုံးဆိုလို့ရှိရင်ဘီလာမိုဟာမက်ရဲ့ဒီအန်ကက်ပြုတ်ထွက်သွားတဲ့အထိပါဖြစ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့မာကွန်ကြောင့်ပဲနောက်တော့ကြော်သားခြင်းမရှိခဲ့ဘူးအဲဒါကြောင့်မလို့လဲဒီပွဲမှာဒီဘီလာမိုဟာမက်တယောက်လုံးဝကိုအပြတ်တက်နဲ့အရေးနေပြီးတော့ဒိုင်အားလုံးကဂါဘီယယ်ပွန်ဖင်ကိုပဲအနိုင်ပေးလိုက်တယ်အဲ့တော့နောက်တစ်ခုထပ်ပြောရင်တော့ဒီ welterweight တန်းမှာဆိုလို့ရှိရင်ချန်ပီယံဟောင်းတွေကကျင်းစာများတည်နေသလားတော့မသိဘူးပေါ့နော်အဓိကလီယွန်အက်ဒဝက်ဆိုလို့ရှိရင်လည်းဒီဘီလာမိုဟာမက်ကိုရှုံးပြီးတဲ့နောက်မှာသူ့ရဲ့ခက်ဘက်ကိုဆုတ်လို့ပြီးနောက်မှာတောက်လျှော့3ပွဲဆက်တိုက်ရှုံးခဲ့တယ်ခမ်မီယာဥစမန်ဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲသူ3ပွဲဆက်တိုက်ရှုံးတယ်အခုဘီလယ်မိုဟာမက်ဆိုလို့ရှိရင်လည်းဒီပွဲနဲ့ဆို3ပွဲဆက်တိုက်ရှုံးသွားပြီဖြစ်တယ်အဲ့တော့ဘီလယ်မိုဟာမက်တယောက်နောက်လာတဲ့ပြိုင်ပွဲတွေမှာအနိုင်နေနဲ့ပြန်ရဖို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်